18ခုမြောက်သောဇာလံအပိုက်ငယ်1မှ50အိုတာရဖျားအကျွန်ုပ်ဤခွန်အားဗလဒီဟုသောကိုရောကိုအကျွန်ုပ်ချစ်ပါ၏ထာဝရဘုရားသည်ငါဤကြောင့်ငါဤမြို့ယိုငါကိုကယ်လွတ်သောသခင်ငါဤဖျားငါကိုးစားသောအစွမ်းတတ္တိငါဤအကွယ်အကာငါကိုကယ်တင်သောဦးချိုငါဤရဲတိုက်ဖြစ်တော်မူ၏ချီးမွမ်းအပ်သောထာဝရဘုရားကိုငါတောင်းလျှောက်၍ရန်သူတို့လက်မှကယ်တင်ခြင်းသို့ရောက်၏သေခြင်းကြိုးတို့သည်ငါကိုဝိုင်းမိ၍ဖျက်ဆီးတတ်သောရေစီးခြင်းကြောင့်ငါကြောက်လန့်ရ၏မရဏနိုင်ငံဤကြိုးတို့သည်ဝိုင်း၍သေမင်းဤကြော့ကွင်းသည်ငါကိုကြော့မိလျက်ရှိ၏ထို့သောငါသည်စင်းရဲညူညင်သောအခါထာဝရဘုရားကိုခေါ်၍ငါ၏ဘုရားသခင်ကိုအော်ဟစ်လေ၏ခေါ်သောအတန်ကိုဗိမာန်တော်ထဲမှကြားတော်မူ၍အော်ဟစ်သောအတန်သည်နားတော်ထဲသို့ဝင်လေ၏ထိုအခါအမျက်တော်ထွက်သောအားဖြင့်မြေကြီးတုန်လှုပ်၍တောင်အမြစ်တို့သည်တရွေ့၍လှုပ်ရှားကြ၏နှာခေါင်းတော်ထဲကမီးခိုးထွက်၍နှုတ်တော်ထဲကမီးလောင်သောအားဖြင့်မီးခဲတောက်လေ၏မိုးကောင်းကင်ကိုညွတ်သဖြင့်ဆင်းသက်တော်မူ၍ခြေဘဝါတော်အောက်၌မှောင်မိုက်ဖြစ်လေ၏ခေရုဗိမ်ကိုစီးလျက်ပြန်တော်မူ၏လေဤအတောင်တို့အပေါ်မှာလျင်စွာပြန်တော်မူ၏မောင်မိုက်ထဲမှပုန်းကွယ်တော်မူ၍တခဲနက်သောရေနှင့်ထူထပ်သောမိုးတိမ်တို့သည်ကိုရောကိုကာယံလျက်ရှိကြ၏ရှေ့တော်၌ရောင်ခြည်ကြောင့်တိမ်ထက်တို့သည်မိုးသီးနှင့်မီးခဲပါလျက်လွင့်ကြ၏ထာဝရဘုရားသည်လည်းကောင်းကင်ပေါ်မှမိုးချုံ၍အမြင့်ဆုံးသောဘုရားသည်အသံတော်ကိုလွှင့်တော်မူ၏လေးမြားတော်တို့ကိုပြည့်၍လျှက်စစ်ပြက်စေသဖြင့်ရန်သူတို့ကိုအရရက်သို့ခွဲ၍ရှုံးစေတော်မူ၏ထိုအခါအိုထာဝရဘုရားကိုရောသည်အပြစ်တင်၍နှာခေါင်းတော်ထဲကအသက်ရှူတော်မူသောအားဖြင့်သမုတ်တရားအောက်ပြင်နှင့်လောကတိုက်မြစ်တို့သည်ပွင့်လစ်ထင်ပေါ်လျက်ရှိကြ၏ထာဝရဘုရားသည်အထက်အရက်ကလက်တော်ကိုဆန့်၍တခဲနှက်သောရေထဲကငါကိုဆယ်ယူတော်မူ၏ငါကိုမုန်းသောသူဒီဟုသောငါပြိုင်၍မနိုင်နိုင်အောင်ခွန်အားကြီးသောရန်သူတို့လက်မှငါကိုကယ်လွတ်တော်မူ၏ဘေးဥပတ်ရောက်သောကာလ၌သူတို့သည်စီးတားတော်လေထာဝရဘုရားသည်ငါမိခိုရာဖြစ်၍ငါကိုကျယ်ဝန်းရာအရက်သို့ပို့ဆောင်တော်မူ၏ငါကိုနှစ်သက်သောကြောင့်ကယ်လွတ်တော်မူ၏ငါဖြောင့်မတ်ခြင်းရှိသည့်အလျောက်ထာဝရဘုရားသည်အကျိုးကိုပေး၍ငါလက်စင်ကြယ်ခြင်းဤအကျိုးကိုစီရင်တော်မူ၏အကြောင်းမူကားငါသည်ထာဝရဘုရား၏လမ်းတော်သို့အစဉ်လိုက်၏ငါ၏ဘုရားသခင်ထံမှပြစ်မှား၍မသွားစီရင်တော်မူချက်ရှိသမျှကိုငါသည်မျက်မှောက်ပြု၏အထုံးအဖွဲ့တော်တို့ကိုမပယ်ရှေ့တော်မှာဖြောင့်မတ်၍ကိုဒုစရိုက်ကိုကျင့်ဆောင်၏ထိုကြောင့်ရှေ့တော်မှာထင်ရှားသောငါ၏ဖြောင့်မတ်ခြင်းလက်စင်ကြယ်ခြင်းရှိသည်နှင့်အလျောက်ထာဝရဘုရားသည်ငါ၏အကျိုးကိုပေးတော်မူပြီးတနာတတ်သောသူအားကိုယ်တော်သည်တနာခြင်းသဘောကို၎င်းဖြောင့်မတ်သောသူအားဖြောင့်မတ်ခြင်းသဘောကို၎င်းတန့်ရှင်းသောသူအားတန့်ရှင်းခြင်းသဘောကို၎င်းဆန့်ကျင်သောသူအားဆန့်ကျင်သောသဘောကို၎င်းပြတော်မူ၏နှိမ်ချလျက်ရှိသောသူတို့ကိုကိုယ်တော်သည်ကယ်တင်၍ထောင်လွှားသောမျက်နာကိုမူကားရှုံချတော်မူ၏အိုထာဝရဘုရားကိုယ်တော်သည်အကျွန်ုပ်၏မိခွက်ကိုထွန်း၍အကျွန်ုပ်၏ဘုရားသခင်သည်အကျွန်ုပ်၏မှောင်မိုက်ကိုလင်းစေတော်မူ၏အကျွန်ုပ်သည်ကိုယ်တော်ကိုအမိပြု၍တပ်ကိုဖြတ်ပါပြီအကျွန်ုပ်၏ဘုရားသခင်ကိုအမိပြုလျက်မြို့ရိုးကိုကြော်၍ဝင်ပါပြီဘုရားသခင်စီရင်တော်မူသောအမှုသည်စုံလင်၏ထာဝရဘုရား၏တစ္ဆာတော်သည်အစစ်ခံ၍တည်၏ခိုလုံသောသူအပေါင်းတို့၏အကွယ်အကာဖြစ်တော်မူ၏ထာဝရဘုရားမှတပါအဘယ်ဘုရားသခင်ရှိသနည်းငါတို့ဘုရားသခင်မှတပါအဘယ်မည်သောကြောင့်ရှိသနည်းထိုဘုရားသခင်သည်ငါကိုခွန်အားကပန်းနှင့်စီး၍
ငါသွားရာလမ်းကိုဖြောင့်စေတော်မူ၏ငါခြေကိုတမင်ခြေကဲ့သို့လျင်မြန်စေ၍ငါ၏မြင့်ရာအရပ်ပေါ်မှာငါကိုတင်ထားတော်မူ၏ငါလက်ကိုစစ်မှု၌လေ့ကျက်စေခြင်းငါတွင်တင်တော်မူ၍ကြေးဝါလေးကိုငါလက်ယုံနှင့်ငါတင်နိုင်၏ကိုယ်တော်သည်ကယ်တင်တော်မူခြင်းတိုင်းလွှားကိုအပ်၍လက်ရလက်တော်အားဖြင့်မာစတော်မူ၏တီးခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည်ချီးမြှောက်ခြင်းသို့ရောက်ပါ၏အကျွန်ုပ်သွားသောလမ်းကိုရှင်းလင်း၍ခြေမချော်စေခြင်းငါပြုတော်မူသောအားဖြင့်အကျွန်ုပ်သည်ရန်သူတို့ကိုလိုက်၍မိသဖြင့်သူတို့ကိုမပယ်ရှင်းမီတိုင်အောင်မပြန်ပါသူတို့သည်အကျွန်ုပ်ခြေအောက်မှလဲလျက်ရှိ၍မထနိုင်အောင်အကျွန်ုပ်သည်နှိမ့်နှင်းပါ၏အကြောင်းမူကားစစ်တိုက်စေခြင်းငါကိုယ်တော်သည်အကျွန်ုပ်ကိုခွန်အားကပန်းနှင့်စီး၍အကျွန်ုပ်တစ်ဖက်၌ထသောသူတို့ကိုအကျွန်ုပ်အောက်မှလှဲတော်မူ၏အကျွန်ုပ်ကိုမုန်းသောရန်သူတို့၏လေပင်ကိုအကျွန်ုပ်၌အပ်၍ဖျက်ဆီးရသောအခွင့်ကိုပေးတော်မူ၏သူတို့သည်အော်ဟစ်ကြသောအခါကယ်တင်သောသူမရှိထာဝရဘုရားကိုအော်ဟစ်တော်လဲထူးတော်မမူထိုအခါအကျွန်ုပ်သည်သူတို့ကိုလေတိုက်သောမြေမှုန့်ကိုကဲ့သို့ညံ့ညက်ချေပြီးမှလမ်း၌အမိုက်ကိုကဲ့သို့တွန်ပစ်လေ၏လူစုတို့သည်ဆိုင်ပြိုင်တိုက်လှန်ခြင်းမှအကျွန်ုပ်ကိုကယ်လွှတ်၍တပါးအမျိုးသားတို့၏အကဲအမှုအရာ၌ခန့်ထားတော်မူသောအားဖြင့်အကျွန်ုပ်မသိဘူးသောလူစုသည်အကျွန်ုပ်ထံ၌ကျွန်ခံပါ၏အကျွန်ုပ်စကားတန်ကိုကြားသည်ခဏချင်းတွင်နားထောင်ပါ၏တပါးအမျိုးသားတို့သည်အကျွန်ုပ်ကိုတောင်းပန်ကြပါ၏ညှိုးနွမ်းသည်ဖြစ်၍ခိုးလုံရအရက်ထဲကတုန်လှုပ်လျက်ထွက်ကြပါ၏ထာဝရဘုရားသည်အသက်ရှင်တော်မူသည်ဖြစ်၍ငါ၏ကြောက်၌မင်္ဂလာရှိပါစေတည်းငါကိုကယ်တင်တော်မူသောဘုရားသခင်၌ချီးမြှောက်ခြင်းရှိပါစေတည်းငါဘက်၌တရားသဖြင့်စီရင်၍လူစုတို့ကိုငါအောက်မှနှိမ်ချသောသူကဘုရားသခင်ပေတည်းရန်သူတို့လက်မှငါကိုကယ်လွတ်တော်မူ၏အကျွန်ုပ်တစ်ဖက်၌ထသောသူတို့အပေါ်သို့ကိုယ်တော်သည်အကျွန်ုပ်ကိုမြှောက်တင်၍လူယူဖြက်စီးတတ်သောသူ၏လက်မှကယ်လွတ်တော်မူ၏ထိုကြောင့်အိုထာဝရဘုရားအကျွန်ုပ်သည်တပါးအမျိုးသားတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း၍နာမတော်ကိုထောမနာသခြင်းဆိုပါမည်ဘုရားသခင်သည်မိမိခန့်ထားသောမင်းကြီးကိုအထူးသဖြင့်ကယ်လွတ်တော်မူ၏ဗိသိက်တော်ကိုခံရသောဒါဝိဒ်မှစ၍အမျိုးအနွယ်အားကာလအစဉ်အဆက်ကရုဏာကျေးဇူးကိုပြုတော်မူ၏အာမင် God bless you